Telegram နေဘာလို့ဖောက်မရလဲဘာဖြစ်လို့အဆက်မဖီးကိစ္စတွေဖြစ်နေရလဲဘာဖြစ်လို့ကုန်မကြရလဲဒီကိစ္စတွေကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ Telegram ဖောက်တဲ့ခါကျရင်ကုန်မကြခြင်းဖြစ်ရတဲ့အကြောင်းရင်းတွေကမိတ်ဆွေတို့ဖုန်းတွေက Telegram နဲ့ပတ်သက်တဲ့ permission တွေအလောင်းပေးထားဖို့လိုပါပဲနောက်ဆုံးတစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ Telegram ဖောက်တဲ့ချိန်မှာသုံးတဲ့ဖုန်းနံပါတ် Gmail အားတွေက active ဖြစ်နေဖို့လိုပါတယ် Telegram ဖောက်မရဘူးဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ chat တွေစစ်ကြည့်တင်ပါတယ်ဒီ chat တွေစစ်ကြည့်လို့မှ Telegram ဖောက်မရဘူးဆိုရင်တော့ကျွန်တော်ဒီမှာ service လာလို့ရပါတယ် service လာတဲ့ဆိုရင်အချိန်ကမကြာပါဘူး15မိနစ်အပြင်ပိုမကြာပါဘူး Telegram အကောင့်လေးကျွန်တော်ဖောက်ပေးပါတယ်တောင်ပေါ်ဒေသရောက်နေလို့အင်တာနက်မရှိဘူးဖုန်းတိုင်မရှိဘူး Telegram သုံးရက်နေအဲ့လိုဆိုရင်ကျွန်တော်ဒီမှာ ready made သုံးလို့ရတဲ့ Telegram အကောင့်လေးရောက်ပေးပါတယ်ဗီဒီယိုလေးဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ရပါ